လာပြီဆိုကုန်ထွက်ပြေโอเคတာတွေမโอเคတာတွေဖေးဖေးအစင်ပြေတာတွေအစင်မပြေတာတွေနားမလဲမွေးပြီဆိုရင်လူစုံအကုန်လုံးပဲတငုံငုံတရေရဲချမ်းနေသူတွေကြီးပဲဟိုကတိတ်ပေါင်းနေမလေးချုံကြတယ်ပါလေနေအဲ့ဒါနေအမိုင်းပြစ်တာလေမိုင်းပြစ်တာတမိမိုင်းရတတိပြမှာလူရှိပါလေဆိုတော့လာပဲမိုင်းရမိုင်းကြီးတော့မဆိုင်ဘဲနဲ့ မှတ်တောင်ထောင်း ဘောင်းမှန်ဟာမှာဘောင်းမှန်ဟာ အမလေးရက်ချော်ရွာချော်ဟာမတဲ့နေစမ်းမအောင်နေစမ်းမအောင်ဒီတော့မနေ့ကငါချက်ကိုလေ၄ခွက်နဲ့တွေ့ကြမလားခုငါချက်6တစ်ပတ်နားနေဟဲ့ ဘာလာပြောနေရလဲအပြိုးကြီးချက်ကိုပြစ်ဖို့နေတာကျမတို့ညီမနှစ်ယောက်ကအားရနေမှာမဟုတ်ဘူး အမလေးအားလာညားနေတာမဟုတ်တာညီတို့တွေလေရွာစင်ကိုပေါ့၄ခွက်တစ်ဆောင်နဲ့6သွားနေငါမတရားကြလို့ အဲ့ကျမတို့လို့လေအပြိုးကြီးလိုမျိုးရွာရုပ်ကိုပေါက်ပတ်ပြီးအတင်းတောင်နေမှာမဟုတ်တာကျမတို့ကဟာဒီလိုမိုးကထောင်ပြီးတော့ပြစ်တာမြေကြီးကချက်ကိုပြစ်တာမဟုတ်ဘူးအပြိုးကြီးရဲ့ချက်ကိုလေတေးချမင်းမြန်းကြည့်ပါဦးနင့်ကဘာသူပြစ်သွားရလဲဆိုပြီးတော့လေ ချက်ကိုဘေးကြောက်ချက်ကလူသားမနားမရဟဲ့ ပြောနားလဲကြပြောချက်လောက်လိုက်ပါလား ဟာ ကျမချင်းချင်းဆိုတော့လေချက်စကားနားလဲတာပေါ့ အမလေးမိုက်တိုင်းလိုက်တာမိမဆုံးမဖာမဆုံးမဟာလေနင်တော့ဖိနေနင်တော့တိုင်းပြောင်းမယ်သိလား တိုင်းသူများကိုတိုင်ပြောနေတာနဲ့သူများဖေကိုနှိုင်းနေချင်တာများများ လာမိုက်သွားမယ်အမလေးဝါကြီးပဲတော့လေရေမချိုးမိုးမချိုးနဲ့နန်းစောတော့ငါကြီးကြီးရလားဟဲ့ရက်ချော်ရွာချော်မရဲ့ ဟိုးညီမလေးဒီလားအတိုးမပေးရလူတွေများလိုက်တာမယူခင်ကတော့လေဂတိတွေထပ်ပေးတာယူပြီးပြန်တော့လဲမပေးဘူးလေငါတို့ဘယ်လိုလုပ်ကြမလဲ သူတို့ဂရိမတီလို့မှမရတာငွေတို့ချေးစားတယ်ဆိုတော့သူတို့ထက်တက်တိပိုးရှိလို့လှုပ်ရှားနေရလေဂရိမတီတီအောင်လောက်ရမှာပေါ့မာကြီးရဲ့စဉ်းစား လူတွေကြောင့်နေပါသိလို့လေဟိုကတစ်မျိုးဒီတစ်မျိုး ဒီမှာဒီရတဲ့အချိုးတွေတူများ ဟာမသိနေရ ရှင်းပဲ ရှင်းပဲ ရှဲပဲလုံးနေတယ်နင်တို့မနေ့ကဟိုအပြိုကြီးကိုကြက်မှာလို့ပြောတယ်ဆို ဟုတ်တယ်လေဖေဘာဖြစ်လို့လဲတိုင်လိုက်ပြန်ပြီလား သူပြောတော့မိမဆုံးမှဖမဆုံးဘူးသူကလာတိုင်မြန်ပြီအဖေဖြစ်သူကလည်းနော်သားသမီးဘက်ကပါမယ်မရှိဘူးသူများဘက်ကကြီးပဲ ဩဟဲ့နင်တို့အောင်မှန်နေလို့လားဟမ်ဒီတရွာလုံးမှလည်းလေနင်တို့ကြောင့်ဒုက္ခမြောက်ဘူးလေတရားမှမရှိငါအဆငါဘွားလည်းခတ်ပါတယ်ကွာဟမ်ဒီအမွေစိန်နှစ်ယောက်ကြောင့်လေငါမှတရွာလုံးလိုက်တောင်းမှန်တယ်လူတွေမဟုတ်တလိษံအောင်မကြောက်ငါဘွားကိုရင်နာစရာပါ အဖေရင်နိုင်တမီးဆေးလို့ဝိမယ်လေ မိုင်းစီးတော့ဝင်မယ် အေးဟုတ်တယ် ဒီနာဟဲ့နင်တို့နှကောင်တော့အေးတရိထားနေသေးလားနောက်တစ်ခါနင်တို့အပြစ်လုပ်လို့ရတော့လေနင်တို့နှကောင်လုံးဂရုံးတော့တီလာရှုံဝင်ပြီဘာရလဲ တမီးသူရရှင်ဝကြီးနဲ့တော့ကျွေးလိုက်မတောင်းပေးချင်ပါဘူး အေးပါ သမီးလည်းဒီလားချင်းဝကြီးနဲ့စီးရင်မမနိုင်ဘူးနော်ဖေ အေးပါဆင်းရမှဟောမရွှဲ့နဲ့ငါ့ကိုမရွှဲ့နဲ့တမီးနှကောင်မွေးထားကွာပြမကြီးဦးကောင်းနှကောင်လက်ထက်ပိုက်ထားလို့နင်တို့နှစ်ယောက်လေဟိုဘိုးဘောတရားမင်းဆင်းလာပြီးဆုံးမတာတော့ဆုံးမလို့ရမယ်ဟာတွေပေါ့တော်ပြီပိုက်စားတယ်ထမင်းစားမယ်ဘာချက်တာ ဘာမှမချက်တာဘူး ကောင်းတာပေါ့ဟာ ငါရှောက်ရတယ်စိတ်ကိုမရောက်နဲ့ဗမာမျိုးကြီးအဆွဲအားငါမျိုးလဲထက်တော့မအစွမ်းထက်သေးတယ်ဟမ်လူတန်ရဲ့အဖိုးအောင်ရနောက်ကဆွဲရလာအောင်မရ နောက်နေ့ကျရင်ကတိသွားပြီးကားကြမယ်ကားတော့โอเคလားအော်အဲ့နေရာကိုသွားပြီလေကြောစရာကြီးနေမှာ ဦးတောက်ထိန် ဟောဦးတော်ထိုင်ပါဟုတ်တယ်ဟာလမ်းလျှောက်တော့လည်းရှင်းမရအောင်နောက်ပဲလမ်းကြနေ ဟုတ်ပြီငါတို့ကအမြဲတမ်းကြောက်ချနေတဲ့ဦးတောက်ထိန်ကြီးကိုပညာသားပေးရမယ် ဘာပညာပေးမမိုင်းစဉ်းစားကြည့်အောင် ဘာပညာပေးမလဲစဉ်းစားလိုက် စဉ်းစားမိပြီတစ်ချက်ခုရင်နှစ်ချက်30လောက်ပြတ်မဲ့ပညာမျိုးပေးရမှာပေါ့ ဖြေ သွားရမှာ โอเค ဦးတော်ထိုင် ဟဲ့ဘူးရတော့ ဦးတော်ထိုင် ဟေး ဘလို့ပြပြနောက်ရရှောက်နေရလဲဦးတော်ဖင်ကြီးရဲ့ အဲ့လိုရမို့ဘူး တောက် ရော ရဟော
နောက်ကိုချနေရလားဟလား အိမ်ကိုရောက်မှာမဟုတ်တော့ဘူးနောက်နေ့နေမှရောက်လိမ့်မယ်နော်သမီးလိုက်ဖို့မလားလာ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 ဦးတော်လာအိုးဦးတော်မြေဖြစ်ဖြစ်တော့ပါဖြစ် ရှင်တကောဗျာတကော ဘာမှလည်းတခုဘာမှလည်းတခုဟဲ့ခင်ဗျဘလို့လို့ကြောက်ခန်းထဲရောက်နေရလဲဟမ်ခင်ဗျကြောက်ဘာလုပ်လိုက်သေးလဲဟမ်အမလေးကိုကျိုးတော့နေကုန်ပါပြီမေအမေတော့ရေသိမ့်နေပါပြီဗျာ အောင်မလေးနေရပဲရင်ရင်ရရှိသေးတယ်ဟက်ကောင်ကိုနေရောက်နေဘတို့အိမ်လဲဘတို့အိမ်ရလဲဆိုနေတေချာလေးဖွင့်ပြီးကြည့်ပါဦးဟဲ့အောင်မလေး ဟမ်ဒါကျွန်တော်အခန်းမဟုတ်လားဟမ်အပြိုးကြီးခန်းခင်ဗျဘာလို့ညာကြောက်ကိုခင်ဗျခန်းနဲ့ခေါ်လာလဲဟမ် လို့ငါဘာကိစ္စလဲငါခဏခေါ်ရမှာလဲဟဲ့နေညအောင်ကလေငါအိမ်ကိုခေါ်ဝင်ပြီးတော့ငါအိမ်ရတယ်နေကိုအိမ်တယ်မလားဟက်ကောင်အမိုးက မဟုတ်တော့မတင်တော့ဘူးတီးတော့မရဘူးနော်ငါလေအုတ်ကြီးနဲ့တိုင်မဲငါမူးကောင်ရဲ့ ကဲတောက်တယ်မင်းတို့ဟာရကွာကြော်မကောင်းကြားမကောင်းနဲ့ပြောပါအောင်မင်းကဘယ်လိုလုပ်ပြီးတော့အပြိုးအိတ်ရတယ်ကိုရောက်သွားတာမင်းတို့ကျသဘောတူလို့ရောက်သွားတာလား မဟုတ်ရပါဘူးအုတ်ကြီးอ่ะမနေ့ညကျွန်တော်မူးပြီးတော့ပြန်လာတာလမ်းမှာယောက်ျားလိုမိန်းမလိုကျွန်တော်မြင်မှုတလို့မမြင်ဘူးတလို့ ဟဲ့ဟမ်မင်းမမဆောင်ထုတ်မနေနဲ့နော်မမဆောင်ထုတ်မနေနဲ့တဲ့ဆိုတဲ့ပြောလိုက် ကျွန်တော်ထင်တော့ဟိုရက် ဟဲ့ကောင်တော့လေမဟာမင်းကမင်းမူမူယူယူတနာယူပြီးတော့အပြိုကြီးခန်းထဲကိုရောက်တာဟုတ်ငါသမီးနှစ်ယောက်လွှဲမချနဲ့နော်ဟမ် ကိုအောင်စီဒီရွာမှာလေအဲ့လိုမှုတက်တာရှင်သမီးနှစ်ယောက်ပဲရှိတယ်ရှင်သမီးနှစ်ယောက်မမွေပဲနဲ့လေဒီငံဘူးတောက်ထိန်ကျမအိပ်ရတဲ့ကိုလေစိုက်မြိုက်ရောက်လာစရာအကြောင်းမရှိဘူးရှင့် နင်းသားမဟုတ်ပြူရဲ့ခမရတယောက်တည်းအိတ်တဲ့ဟာကိုခမရအိမ်ကတကားကိုဘာကြောက်ရက်မထလာလားကဲရက်မတိုးလာတာပြော ခေါင်းကြီးရလေ ဟာလူပြောတော့ဆက်ပြောပြတဲ့ခေါင်းကြီးဆိုလူကြားလို့မကောင်းဘူးနော်လူပြောတော့ဆက် ကျမ ပြော ကြံခဲ့လို့ပါဟိုလူပြိုခေါင်းကြီးရဲ့ကျမတို့ရွာထဲမှာလေဘယ်တော့မှမတခိုးကြဖို့ရှိလို့လေ အုတ်ကြီးကောင်းလို့ ဟုတ်ပါပြီဗျာ ကျမအိမ်တကားကလေအပြင်ကနေပြီးတော့လက်ရှိုးပြီးနိုင်ပြီးဖွင့်လို့ရတယ်ဆိုတာအုတ်ကြီးအတိမယုံရင်အုတ်ကြီးကိုမေးကြည့် ဟဲ့နင်းတကလက်ရှုပ်ဖွင့်လို့ရတယ်ငါဘယ်လိုလုပ်ပြီးမှာတော့ ဩ တကားကိုစင်းစင်းချင်းပြောသား အုတ်ကြီးကလည်းဟိုကျမပြောတာလေဟိုတကားအုတ်ကြီးတို့ဟိုကျမရင်အေးစင်းလာစင်တော့လေကျမတကားကိုအပြင်ကနေလက်ရှိုးပြီးနိုင်တာလေအဲ့ဒါကိုပြောတာပါ အေးအဲ့လိုပြောတကားကိုရှင်းအောင်ပြော ဟိုအဲ့ဒါတော့ဟိုအပြိုကြီးဘက်ကကြုတ်လိုက်ပြောတာတော့မဟုတ်ဘူး ဟမ် အဲ့အပြိုကြီးရဲ့တကားဟာလေလက်ရှူဖွင့်လို့ရတာအုတ်ကြီးတယ်မဟုတ်ဘူးဗျာကျုပ်လည်းလက်ရှူဘူးလေဗျာကျုပ်တခါလက်ရှူဘူးလေ ဟဲ့ကာလာသားဟောမင်းကအပြိုကြီးအိမ်လက်ရှုပ်ဘာလုပ်တာ ဟောဟိုငါချောက်တိုက်တာလေ ဘာကွာ ဟောဒီလိုပါကျွန်တော်တို့ကာလာသားအဖွဲ့တွေချက်စားဖို့ဆိုပြီးတခါငါချောက်တွေကိုလက်ရှူပြီးတော့လာနှိုက်ဘူးတယ်လို့ပြောတာပါခင်ဗျာကျွန်တော်မပြောပါဘူး အပြိုကြီးဟမ်နင်းအိမ်ကိုလေဒီရွာတွေကကာလာသားခေါင်းရောအုတ်ကြီးရောကာလာသားတွေရောလူတိုင်းလက်ရှုပ်လို့ရနေတာကိုနင်းကငါသမီးနှစ်ယောက်အပြစ်ပုံချကြတာပေါ့လေ ကိုအောင်စီရဲ့ကျမကလေအပြစ်ပုံချတာမဟုတ်ပါဘူးဒီငါမူးတောက်တိုင်မကျမအရာလေးကိုရောက်နေတာကျမလေတလုံးထိန်သိမ်းလာတဲ့ကျမရဲ့အပြိုစင်ကုန်သိက္ခာလေးရလေဒီငါမူးတောက်တိုင်ကြောင့်ရွာထဲမှာစရွေးခွက်တဲ့ပတ်လက်မျောပြီ မင်းဘာသွားလို့မင်းဘာသွားလို့ တော်စမ်းမနော်ခင်ဗျာတိတ်ကကြကျုံပါလေတလုံးစောက်ထိန်လာတဲ့လူမျိုးရည်ကအခုတော့ပန်းကောညညိုးပြပါပြီဗျာလူမျိုးရည်ပြပြီလားတော့မသိတော့ပါဘူး နေနေရမပြောရရှိသေးတယ် မင်းလူပြိုကြီးပြက်မပြက်သေးကြအောင်ငါစစ်ပေးမယ်လေ ဩနေစမ်းမကွာယွန်စရာကြီးကိုဟောတောက်တယ်ဟောမင်းလည်းမူးနေတာကွာဟောဘာမှမသိဘူးဘာမှမဖြစ်ဘူးလို့သဘောထားလိုက်တာပါ အောင်စီမင်းအဲ့လိုတကားကိုလက်လွတ်ဆိုမပြောနဲ့တကွာ ဘာဖြစ်လို့ အမေဒီကိစ္စမင်းသမီးလက်ချက်ဆိုငါသိတယ်
ဟဲ့လာခဲ့ပါဦးဗျာလာခဲ့တက်ခဲ့နော်ခိုင်ပါခိုင်ကြပါဦးနော်ဘယ်တော့မဟုတ်တော့ဟမ်ဟုတ်လားနင်တို့နေအောင်လုပ်တာဟုတ်လားကျောက်သမီးတွေကမလိမ့်တတ်ဘူးဗျသူတို့နေအောင်ဘာမှမပြောဘူးဆိုတော့သူတို့လောက်တာကြိတ်သေးတယ်နင်တို့ကြောင့်ငါသိချင်တယ်နော်အိုးတော်လေသူချောလာစစနီမီယာပူတူတူလေမင်းသမီးအမွေစိတ်နှစ်ယောက်ကြောင့်လေမင်းယောက်ျားဘလို့ဖြစ်နေလဲဆိုတာလာကြည့်လိုက်စမ်းပါငါသိချင်တယ်သိချင်တယ်ကဲငိုနေလို့မပြီးဘူးငိုနေနေတော့ဟုတ်လားမျက်နာတဲ့အပြိုကြီးတွေ့ငါတို့တစ်ခုခုစီစဉ်ပေးရမယ်စီစဉ်လားနော်ကဲတော့တယ်မင်းငါတို့စီစဉ်အောင်လက်ခံရမယ်မင်းအပြိုကြီးကိုမင်းလက်ထပ်ရမယ်ဟာမဖြစ်ပါဘူးအုပ်ကြီးอ่ะကျွန်တော်မှတရက်ကိုတောက်မဲ့အရက်ဖို့တော့မနှဲရှာနေရတာမိမတယောက်ယူဖို့ဆိုတာမဖြစ်တော့တိတ်မင်းဒီကိစ္စငါတို့စီစဉ်အောင်နာခံရမယ်နော်မင်းအမှုခွဲတွေအယူခွဲတွေနင်းဖို့မကြိုးစားနဲ့မင်းအပြိုကြီးတာဝန်ယူရမယ်ကဲကြီးရဘလို့လဲသဘောကျမလားသဘောတူရဲ့လား ဒီချိန်နေရောက်မှတော့တဘောမသူတို့ရမလားအုတ်ကြီးရဲ့ဘောသူကတော့မှာပေါ့ မိုက်တယ်ကွာမလီဟဲ့အမိုးစိန်နှစ်ကောင်ဟောဒီငါလေးလီအဲ့လိုမိမ့်မလို့ခြင်းလို့ပါငါ့ကိုစီစဉ်ပေးသားမှာအိုးဟာ ဟဲ့ဘာလို့မပြောက်ပိတ်တာဒီကိစ္စမင်းသမီးနဲ့လက်ချက်ပြတော့ဒီမင်္ဂလာကိစ္စမင်းကုန်ကြခံရမယ်ဟာကျုပ်ကတာဝင်ရောဟုတ်တယ်ဟာတွေ့တာနင်တို့နှကောင်ကြောင့်ဘာလဲငါနေထိုင်နေကိုမလီသွားလေသူကြီး အဖေဒီတစ်ခါတော့ခွင့်လို့ပေးပါနော်ဟိုဦးတော်ထိန်နိုင်ပြောရမင်္ဂလာပွဲအဆအဆအဖေပဲရှင်းပြလိုက် ဟာတာဝင်ယူပေးမယ်သီးလားဘာငါပြောနေတာတော့နင်တို့လည်းဟမ်ဒီတစ်ခါတော့တမီးတို့မစူပါနဲ့လာရင်နောက်တစ်ခါကျမှတမီးညီမနဲ့ပေါင်းစူပါလားဖေ ဟောဒီတစ်ခေါက်တော့ခွင့်လို့ပေးလိုက်ရအောင်ငယ်ကွာဟာဒီတော့ဟဲ့ဖွင့်တော့နင်တို့လေငါဒီနေ့တော့အသက်ဆုံးဖဲသားပါဗျာဟေးရက်ကြော်ရွာကြော် hey သူမတူတမှုထူးတဲ့ကလေးတွေရက်ကြော်ရွာကြော် hey လာပြီးဆိုကုန်ထွက်ပြေး okay တာတွေမ okay တာတွေဖေးဖေးအစင်ပြေတာတွေအစင်မပြေတာတွေနားမလဲမွေးပြီးဆိုရင်လူဆုံးအကုန်လုံးပဲတငုံငုံတရေ